ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံစက်မှုဆောင်ရှိမြန်မာပိုစတာရီယန်စက်ရုံတွင်လုပ်ငန်းခွင်ဘေးရန်ရဲ့ကင်းရှင်းရေးနှင့်ကျန်းမာရေးကော်မတီ OSH အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ WCC ဖွဲ့စည်းထားမှုနှင့်အလုပ်သမားများရဲ့ရပိုင်ခွင့်ဆောင်ရွက်ပေးထားမှုအခြေအနေများစက်ရုံလုပ်သားများအားလူမှုပုံလုံရေးအဖွဲ့မှ Mobile Medical Unit ဖြင့်စေကူတာမှုကိုဇွန်လ16ရက်နေ့ကဆောင်ရွက်ခဲ့ပါသည်အဆိုပါလုပ်ငန်းစဉ်များကိုအလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးဦးဆောင်ပြီးရန်ကုန်တိုင်းဒေသကြီးဆိုရအဖွဲ့ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဦးစောချက်ကော့သူအလုပ်ရုံနဲ့အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအလုပ်သမားညွှန်ကြားရေးဦးစီးဌာနလူမှုဖွံ့ဖြိုးရေးအဖွဲ့တို့မှညွှန်ကြားရေးမှူးချုပ်နဲ့တာဝန်ရှိသူများတွားရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။မြန်မာပိုစတာရီယန်အထည်ချုပ်စက်ရုံကိုမင်္ဂလာတုံစက်မှုစုံနှင့်ရွှေပြည်သာစက်မှုစုံတို့တွင်နှစ်ရုံဖွင့်လှစ်ထားပြီးစုစုပေါင်းလုပ်သားအင်အား2000ကျော်ဖြင့်စက်ရုံလည်ပတ်နေတာဖြစ်ပါတယ်။အလုပ်သမားတိုင်းအလုပ်ဝင်တာနဲ့လူမှုဖူလုံရေးဝင်တာဖြစ်ပြီးအလုပ်သမားများရဲ့လူမှုဘဝလုံခြုံရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပုံမရရှိစေနိုင်ဖို့အတွက်လုပ်ငန်းခွင်အရောက်စေကုသပေးခြင်းကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဂျပန်နိုင်ငံကနေပြီးတော့100% investment ယင်းနှိမ့်နှံထားတဲ့ကုမ္ပဏီပါဂျပန်နိုင်ငံမှာဆိုရင်တော့ Masuoka Corporation ဆိုတဲ့ကုမ္ပဏီပါ1956ခုနှစ်တည်းကစတင်တည်ထောင်ပြီးတော့ဂျပန်မှာတော့အားလုံးပေါင်းနှစ်ပေါင်း90နီးပါးပါခင်ဗျမြန်မာပြည်မှာတော့မြန်မာပိုစတာယန်ကုမ္ပဏီ Limited က2000ခုနှစ်မှာစတင်ပြီးတော့တည်ထောင်ခဲ့ပါတယ်နှစ်ပေါင်းအားလုံးပေါင်း24နှစ်မြန်မာပြည်မှာလက်ရှိလုပ်ကိုင်နေပါတယ်ကျွန်တော်တို့ကစက်ရုံအနေနဲ့2ရုံရှိပါတယ်မင်္ဂလာတုံ Industry ပါထဲမှာ1ရုံနဲ့ရွှေပြည်သာစက်မှုစုံတစ်ထဲမှာလည်း1ရုံရှိပါတယ်အားလုံး2ရုံပေါင်းအနေနဲ့ဝန်ထမ်းအင်အား2000နဲ့လည်ပတ်နေပါတယ်ခင်ဗျတရားဝင်အတည်ပြုဝန်ထမ်းအဖြစ်သတ်မှတ်တဲ့အချိန်မှာပဲကျွန်တော်တို့ကလူမှုဖူလုံရေးအလုပ်သမားသဘောတူညီချက်စာချုပ်တွေကိုလည်းအမြဲတမ်းချုပ်ဆိုပြီးတော့လှုပ်ဆောင်နေပါတယ်ခင်ဗျာအခုလိုပေါ့နော်ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်ကျွန်တော်တို့စက်ရုံကိုလာရောက်ပြီးတော့ပေါ့နော်ကြီးစုစစ်ဆေးပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းအထူးဂုဏ်ယူဝမ်းမြောက်ပါတယ်ဒါကလူမှုဖူလုံရေးရနေပြီးတော့ရွှေလျားစေကုသရေးအဖွဲ့ပြည်နှစ်စဉ်လည်းလာရောက်ပြီးတော့ကုသရတဲ့အတွက်ကြောင့်ပေါ့နော်ဝန်ထမ်းတွေရဲ့ကျန်းမာရေးလုပ်ငန်းခွင်အနေနဲ့ကင်းရှင်းရေးပေါ့နော်အရန်ကောင်းမှုနဲ့ရလက်အနေနဲ့ဝန်ထမ်းတွေအားလုံးလည်းပျော်ရွှင်စွာစေကုနေတဲ့အတွက်ကြောင့်စက်ရုံအနီကိုစားကျွန်တော်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာအဓိကတော့တော်တော်များစက်ရုံမှာလုံးလုံးနဲ့တောင်းတရုံနေမကောင်းရင်လာမကြတတ်ကြဘူးလေအဲ့တော့ဆရာမတို့ကဒီ MMU နဲ့လည်းစေကုသရင်ကားနဲ့ပေါ့နော်ကျမကြီးလိုအပ်တဲ့ဟာတွေစစ်ဆေးပေးတယ်သွေးဖောက်တာတွေလိုအပ်တဲ့ဆေးတွေပေါ့နော်အကောင်လုံးပေးတာပေါ့နော်နောက်ဆေးထိုးတာတွေပါတယ်တော့အကောင်လုံး one stop service ဝန်ဆောင်မှုပေးတာပါရှင်အဓိကမိုးရသည့်ကာလဆိုပထမဆုံး view site မှာယာတိတုတ်ကွေးပေါ့နော်ဒီစက်ရုံကလူအများနဲ့လောက်ရတာဆိုတော့ဒီအလုံးချိန်မှာဆိုလို့ရှိရင်လည်း master ထားဖို့ဂလိုနာစီချောင်းဆိုးနေတဲ့လူတွေရှိလို့ရှိရင်လည်းဆေးသေးချာတောက်ဖို့ဒီမိုးရင်းဆိုလို့ရှိရင်ချင်းနေရင်းတွေပေါက်ဖွားနိုင်တဲ့အတွက်ကြောင့်မလို့တန်ရှင်းရေးနဲ့လေဝင်လေထွက်ကောင်းမွန်ရေးပေါ့နော်အဓိက view site ရမယ်ခေနားစာတွေမစားဖို့အိမ်သားတွေဘာတွေဆိုလို့ရှိရင်စနစ်တကျတန်ရှင်းရေးလုပ်ဖို့ပေါ့နော်နောက်တကိုယ်ရတန်ရှင်းရေးရစာအဲ့ဒါလေးလည်းတင်ညာပေးဟောပြောပေးပါတယ်ရှင်ကျမတို့ကတော့မြန်မာပိုစာရမ်းပါလူမှုဖူလုံရေးရတော့ဝင်ပြီးသားပါတွေးပါအောင်လည်းချိန်ပေးတယ်ဆေးလက်စစ်ပေးတယ်ဆေးတွေလည်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လုပ်ငန်းခွင်မပြတ်ဖက်နဲ့ဆေးလာကူပေးတဲ့အတွက်လည်းလူမှုဖူလုံရေးအဖွဲ့ကိုစက်ရုံလုပ်သားတွေအနေနဲ့ကျေးဇူးတင်ပါတယ်အလုပ်သမားဝန်ကြီးဌာနလူမှုဖူလုံရေးအဖွဲ့မှပြည်သူ့အတွက်ကြိုးပမ်းဆောင်ရွက်မှုအနေဖြင့် Mobile Medical Unit ရွေလျားစေကုသရင်ဖြင့်လုပ်သားများအားလုပ်ငန်းခွင်အရောက်စေကုသပေးခြင်းအစီအစဉ်ကိုစက်မှုစုံအလိုက်ဆက်လက်ပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။